TSS ကိုရီးယားကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ teacher တို့ EPS တော့ပြည်သူညွှန်းနှန်းစာအုပ်အသစ်တွေကအခန်း30အခန်း30တွေက culture and information ကိုအတူလေ့လာကြည့်အောင် Hallyu Monhwa Hallyu ကိုရီးယားရေစီးကြောင်းမွန်ဟွာယဉ်ကျေးမှု Hallyu နော်ကိုရီးယားရေစီးကြောင်းကတော့ 한국의ကိုရီးယားရဲ့ဥမဂီတဒရမာရုံဝါရုပ်ရှင် fashion beauty အလှတို့အစရှိတာတွေရဲ့ဒါရဲဟန်အမျိုးမျိုးသောတဲ့ခုံးထဲချွတ်ကဒီအကြောင်းအရာတွေကဆဲကဲရောရောကရဲ့ဆိုဆဲကဲတစ်ကမ္ဘာလုံးမှာရှိတဲ့နိုင်ငံတွေအများကြီးကနေပြီးတော့စာရန်ပါကိုချစ်ချင်းခံရပြီးတော့စိုးပြီးသွဲနှုံခေါ်ဆုံးအသေးဆွဲဖြစ်နေရပေါ့နော်စိုးပြီးသွဲတာဒီစားသုံးတယ်ကုံဆုံးတယ်ဒါတွေကိုလည်းပြောလို့ရအောင်နော်စိုးပြီးသွဲနှုံခေါ်ဆုံးအသေးဆွဲဖြစ်နေရကိုလေဝိမိဟာနံတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ဟန်ကုမွန်နွားရဲ့ကိုရီးယားယဉ်ကျေးမှုရဲ့ဒါယန်ဆောင်အမျိုးမျိုးပုံစံအနေနဲ့မဲလျော်ခွန်ဆွဲဆောင်မှုတွေကိုဆဲကဲတစ်ကမ္ဘာလုံးကိုအားလီနွန်တဲ့အတိပေးတဲ့အခြေအနေမှာခွန်ရောခါရန်ကြီးမားတဲ့အခန်းကဏ္ဍကိုဟာမနီတာပြုလုပ်ပါတယ်K-pop ဘုန်းနဲ့ဒါယန်နဲ့ဥမဂျန်နေဝါအမျိုးမျိုးသောဂီတဒီအမျိုးအစားတွေပေါ့နော်အမျိုးအစားတွေနဲ့မော့ချစ်အမှုဒီအရန်ကိုခမ်းနားလာပါတဲ့အမှုကောက်ကွက်ဒီဝါလျောင်းဟန်အထင်ကြီးစရာကောင်းတဲ့မှုတဲ့စင်မြင့်ဒါတွေနဲ့စာရငွန်ပါကိုဤစုနေတာချစ်ချင်းခံနေရပါတယ်BTS မနော် Blackpink New Jeans တို့အစားရှိတဲ့ idol group ပြီးတဲ့ Haewe ဆိုတော့ပြပမှာခွန်ဤကီရုံကမျိုးကြီးမားတဲ့အလူအများရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ရင်းနဲ့ Hallyu ရဲ့ဒီကိုရီးယားယဉ်ကျေးမှုဒီရေစီးကြောင်းရဲ့ဂျွန်ရှင်မီအဓိကတွေကိုဤစုနေတာအဓိကဖြစ်လျက်ရှိပါတယ်K-drama နုနဲ့ဟူမီချင်းနဲ့နေရာကြီးအလွန်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်တွေဘဲဦးဒီတရုတ်ဆောင်တွေရဲ့ရှီကမ်နာနွန်ယုံကြည်စစ်မှန်တဲ့ယုံကြည်တရုတ်ဆောင်တာတွေဒီအရတာဝန်ယုံစံလှပတဲ့ယုံစံဗီဒီယိုအစရှိတာတွေနဲ့ခွန်ဤကီရုံအော်ကိုကြီးမားတဲ့ဒီစိတ်ဝင်စားမှုကိုလက်ခံရရှိနေပါစိတ်ဝင်စားခြင်းခံနေရပါတယ်ဒူကဲပီဒီမှာအင်္ဂလိပ်လိုလေးဒါစကားနာမည်ပေါ့နော်ဒူကဲပီမီစထောရှွန်ရှာရင်태양의 후예 오징어 게임တို့အစားရှိတာတွေဟာ대표적인 작품입니다. အဲ့တော့ကိုစားပြုတဲ့ဂျပန်ဆိုတာဒီနုပညာလက်ရာတွေပေါ့နော်ဖြစ်ပါတယ်တူဟန်ဒါပြင်한국의ကိုရီးယားရဲ့ fashion နဲ့ beauty တို့ဒီအလားတွေကလည်းပဲအင်ဂျီရောအကိုရင်တဲ့အဲ့တော့ရေပန်းစားတဲ့စိတ်ဝင်စားမှုခံနေရပြီးတော့ထူးသဖြင့် 한국의 K-pop idol ဒီ K-pop idol တွေရဲ့ fashion style ကfashion style နေနဲ့ make-up ပေါ့နော် make-up ဒါတွေကဆဲကဲကြော်ကင်းဒီကဘာအနှံ့ကို trend run ikigo isumida အဲ့တော့ဒီတစ်ဝါလုံးအနှံ့ဒီအလားလာပေါ့နော်လားလာတွေကိုဦးဆောင်လျက်ရှိပါတယ်တဲ့ 한국의ကိုရီးယားရဲ့ skin care ဂျပန်ဒီထုတ်ကုန်ကတော့한국 여행에서 အဲ့တော့ကိုရီးယားခရီးသွားတဲ့အခါမှာဒီခရီးကနေပြီးတော့ကိုသေချာပေါက်ဂုမဲဟာနော်အဲ့တော့ဝယ်ယူတဲ့물품ကုန်ပစ္စည်းတွေဂျုံနဲ့ထဲကဟာနာကတရောစုနေတာတကူဖြစ်နေခဲ့ပါတယ်